60နှစ်ကြာတဲ့အခါဒီကလေးလေးနှစ်ယောက်က enemy artist ကြီးတွေဖြစ်လာနိုင်တယ်လို့သင်ယုံကြည်လားစက်ကွေတွေရဲ့ပေါ်မှာသူတို့ဆွဲနေတဲ့မြင်းကြောင်လေးတွေကတမန်ကလေးတစ်ယောက်ကြီးတယ်ပေါ့နော်လက်ရတဲ့အများကြီးတာပါတယ်တယောက်နဲ့တယောက်အပြိုင်ဆိုင်ဆွဲနေတဲ့ဒီပုံရိပ်လေးတွေကတကယ်ကိုအရန်ချစ်စရာကောင်းလို့ဒီချေကဒီဗီဒီယိုလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ဒီကလေးနှစ်ယောက်ရဲ့ဝါသနာကလည်းအရန်ချစ်ဖို့ကောင်းတယ်လို့ပေါ့နော်မိဘတွေအားပေးနေတဲ့မိဘတွေကလည်းချစ်ချဖို့တကယ်ကောင်းပါတယ်ဝါသနာဆိုတာကပေါ့နော်အသက်အရွယ်နဲ့မဆိုင်ဘူးသူတို့ရဲ့စိတ်နဲ့ပဲဆိုင်နေပေါ့နော်တပုံချင်းစီကိုသူတို့မတူတူအောင်ကြည့်ပြီးတော့ဆွဲနေကြတယ်ပေါ့နော်သူတို့ရဲ့အာယုံဆူဆိုင်မှုကတကယ်ကိုအံ့ဩစရာကောင်းတယ်ပြီးသွားတဲ့အခါသူတို့ထွက်လာတဲ့ရလက်လေးတွေကလည်းမယုံကြည်နိုင်တော့အောင်အရန်ကောင်းတဲ့အတွက်ဒီချက်အရန်ကိုကြည်နပ်အားရမိပါတယ်ဒါလေးတွေကတော့ဒီချက်အိမ်သွားတင်ရတဲ့ကလေးလေးနှစ်ယောက်ရဲ့လက်ရလေးတွေပဲဖြစ်ပါတယ်သူတို့လက်ရလေးတွေကိုသဘောကျနှစ်ချိုက်တယ်ဆိုရင် love wrestle လေးတွေပေးခဲ့ကြပါဦးเนาะဖေဖေမေမေတို့ရောငယ်တုန်းကဒီလိုအရွယ်မှာဘလို့ပုံလေးတွေဆွဲခဲ့ကြလဲကွန်မန့်မှာဒီချက်ကိုရေးပေးခဲ့ကြအောင်เนาะ